အားလုံးပဲမင်္ဂလာပါခင်ဗျာ GIS and ID Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့ဆွေးနွေးမယ့်အကြောင်းကတော့ Mobile Application တစ်ခုဖြစ်တဲ့ Airpine Quest Install ပြုလုပ်နေဖြစ်ပါတယ် Airpine Quest ကို Install ပြုလုပ်ရတဲ့အတွက်ကျွန်တော်တို့ Airpine Quest App ကိုမိမိရဲ့ဖုန်းထဲမှာထည့်ထားမှာဖြစ်ပါတယ် Airpine Quest Offline Road application နှိပ်မယ်ပြီးလို့ရှိရင် install ပြုလုပ်ပါမယ် install ပြုလုပ်ပြီးဆိုတော့လည်း open ကိုနှိပ်ပါမယ် okay ကိုပြပါမယ်ဒါဒီ Airpine Quest ရဲ့ GUI မျိုးဖြစ်ပါတယ်ဒီလေဒီကျွန်တော်တို့ map center ဖြစ်ပါတယ်ဒီ center map လေးဒီရေပုံရွှေ့သွားတဲ့ center ကိုရေပုံရဲ့ center ကိုပြမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီဘက်မှာမြင်တွေ့ရတာတော့သူ setting ပဲဖြစ်ပါတယ်ဒီထဲမှာပထမဆုံးအနေနဲ့ဒီမဖြစ်မနေ location format ဒီ location format တွေကိုကျွန်တော်တို့ကြည့်အောင် location format မှာဆိုလို့ရှိရင် WGS ကို latitude longitude degree minute second ကိုပေးထားပါတယ်အဲ့တော့မိမိအသုံးပြုမိ coordinate ဒီ WGS 84ရဲ့ decimal degree လားဒါမှမဟုတ်လို့ရှိရင် degree decimal minute လားဒါမှမဟုတ်လို့ရှိရင် degree minute second လား UDN လား MGRS လားဒီဟာကိုကျွန်တော်တို့ကိုယ်အသုံးပြုမဲ့ format ကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ် UDN နဲ့ MGRS တွေလက်လောင်းနေဒီ WGS 84ကနေ data ကနေပြောကြကျွန်တော်တွက်ချက်ထားတဲ့ရလာတဲ့ data တွေပဲဖြစ်ပါတယ်မြန်မာ data ကိုကျွန်တော်ထည့်လို့မရဘူးလားဆိုတော့ထည့်လို့ရပါတယ် input ကိုသွားမယ်ဒီမှာသူကထည့်ရတဲ့သူရဲ့နည်းလေးရှိပါတယ်ဒီ SROR ကြီးပေါ့ဒါအသေးလေးရပါတယ် SR ပြီးလို့ရှိရင် dash ORG ဆက်ပြီးလို့ရှိရင်9178 okay ပေးလိုက်အဲ့ location format မှာ input ဆိုပြီးတော့ဒီမှာကျွန်တော်တို့မြန်မာတွေ2000ဝင်သွားပြပါတယ်နောက်ထပ်ကျွန်တော်တို့47ဆိုတစ်ခုထပ်အမယ် SR dash ORG 9179 okay ပြီဒါဒီမြန်မာတွေ2000ရဲ့ UDN unit ဖြစ်ပါတယ် MGRS လည်းမဟုတ်ပါဘူး latitude longitude လည်းမဟုတ်ပါဘူးပြထားသည်မြန်မာတွေ2000ရဲ့ UDN ဖြစ်ပါတယ်မြင်တွေ့ရတဲ့နေရာဒီဒါ47ဆုံးဖြစ်ပါတယ်ဒီဘက်ကချမ်းကဘာကြီးရဲ့ကျွန်တော်မြန်မာနိုင်ငံရဲ့အနောက်ဘက်ချမ်းဒီ46ဆုံးဖြစ်ပါတယ်96 degree မြင်းရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်46ဆုံး UDN 46ဆုံးကိုရွေးမယ်96 degree ရဲ့အရှေ့ဘက်မှာဆိုလို့ရှိရင် UDN 47ဆုံးကိုရွေးပါ47ဆုံးမှာကွင်းဆင်းမယ်ဆိုလို့ရှိရင်တော့ခုလက်ရှိရှမ်းပြည်နယ်ဘက်တွေကချင်ပြည်နယ်ဘက်တွေဒါတွေကိုကျွန်တော်ကွင်းဆင်းမယ်တနင်္သာရီတိုင်းဘက်တွေကွင်းဆင်းမယ်ဆိုလို့ရှိရင်တော့ setting ထဲမှာ location format ကို47ဆုံးအနေနဲ့ပြလို့ရပါတယ်အဲ့တော့ဒီမှာ Airpine Quest ရဲ့အားသာချက်တွေ unit နှစ်ခုကိုကျွန်တော်ဒီတိုင်းနဲ့ထည့်လို့ရပါတယ်မိမိရဲ့ unit ဒီ Google တွေပါတယ်နဲ့ညီအောင် coordinate format မှာ WGS 84ရဲ့ latitude longitude ကိုရွေးမယ် secondary location format မှာတော့မိမိကွင်းဆင်းမဲ့နေရာရဲ့ location format ကိုရွေးပေးရမှာဖြစ်ပါတယ်အခုလက်ရှိ47ဆုံးကိုရွေးကြည့်မယ်ဒါဆိုတော့အပေါ်မှာပြတဲ့လက်လောင်းဒီ decimal degree နဲ့ပြတယ်အောက်မှာရှိနေတဲ့ format ဒီ UDN 47ဆုံးရဲ့ data ကိုပြခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ setting ထဲက distance unit မှာဆိုလို့ရှိရင် feet နဲ့သုံးပါလား metric စနစ်နဲ့သုံးပါလားUDN စနစ်ကိုသုံးပြီဆိုရင်တော့အားလုံးဒီ metric စနစ်ကိုအသုံးပြုခြင်းဖြစ်ပါတယ်မီတာကီလိုမီတာအသုံးပြုမယ်
ပြီးလို့ရှိရင် bearing unit ပေါ့ bearing unit မီ360လား military use standard ဖြစ်တဲ့ NATO standard ဖြစ်တဲ့6400 standard ကိုသုံးပါလားဒါတွေကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ် slope ဒီ slope ကို percentage နဲ့ပြမှာလား degree နဲ့ပြမှာလားကိုအသုံးပြုမဲ့ခြေနေပေါ်မူတည်ပြီးရွေးချယ်ပေးရမှာဖြစ်ပါတယ် coordinate system တွေရွေးရပိုင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မြေပုံပိုင်းဖြစ်ပါတယ်မြေပုံပိုင်းမှာဆိုလို့ရှိရင် display map ကိုရွေးကြည့်မယ်အဲ့ဒီအနေမှာခုလက်ရှိ tab4 ဒီ OpenStreetMap ရဲ့ road layer ကိုထည့်ထားတယ်အဲ့ဒီမှာကျွန်တော်စိတ်ကြဒီပုံတွေအပ်လို့ရပါတယ် Bmap ကိုထည့်မှာလား Google Map ကိုထည့်မှာလားခုဒီမှာ hybrid map ကို display အနေနဲ့ကျွန်တော်ထည့်လိုက်မယ်ဒါဒီ Google Satellite Hybrid Map Hybrid ဒီ Satellite Image နဲ့ဒီ LAN တွေစာသားတွေပေါ့နော်ဒီ LAN တွေဒါတွဲရပြီးတော့သုံးတဲ့ဟာ Hybrid Map လို့ခေါ်ပါတယ်ကိုရီးယား Hybrid Map ကိုမသုံးချင်ဘူး Satellite Map ကိုသုံးချင်တယ်ဆိုလို့ရှိရင်တော့ layer ထဲမှာအပ်ပါလားဆို address layer ရွေးရတယ်ဒါဆိုလို့ရှိရင် Hybrid Map ကိုမသုံးဘဲနဲ့ရိုးရိုး Satellite Map ကိုအသုံးပြုထားခြင်းဖြစ်ပါတယ်တကယ်လို့ Hybrid Map လည်း Hybrid Map ကိုသုံးချင်တယ်ဆိုလို့ရှိရင်တော့ Satellite ကနေ address layer ကိုရွေးလိုက်မယ်ဒါဆိုလို့ရှိရင် Satellite Map ရဲ့ road map ရဲ့ပါတဲ့ Hybrid Map တစ်ခုကိုရမှာဖြစ်ပါတယ်တော့ဒီဟာကိုကျွန်တော်တို့စေ့ချင်တယ်ဆိုလို့ရှိရင်တော့ save as favorite Google Satellite ဆိုပြီးရွေးလို့ရပါတယ် Google S A D E L I D Google Satellite အဲ့တော့ favorite ထဲမှာဒီလိုရွေးလိုက်တာနဲ့ favorite map ဆက်ထဲမှာမြည်ပေးရတဲ့ Google Satellite Map ဆိုပြီးတော့ရမှာဖြစ်ပါတယ်ကျွန်တော်တို့က Google Satellite Map ကိုမသုံးချင်ဘူး Bmap ကိုသုံးချင်တယ်ဆိုလို့ရှိရင်တော့ display map ထဲမှာနှိပ်လိုက်မယ် Google Map တွေကို display ပေးလိုက်မယ် display ပေးလိုက်မယ်ပြီးလို့ရှိရင် Bmap ကို hybrid Bmap မှာလည်း hybrid ရှိတယ်ရိုးရိုး area map ရှိတယ် hybrid map ကို address layer ပေးလိုက်မယ်ဒါဆို Bmap ရပြီသူ့ကိုကျွန်တော်စိတ်မယ်ဆိုလို့ရှိရင် save as favorite Bmap ဆိုပြီးတော့ပေးလိုက်ပါနောက်ဒီမှာ favorite မှာဆိုလို့ရှိရင် Google Satellite Map ရှိရယ် Bmap ရှိတယ်တော့ကိုအသုံးပြုတဲ့နေရာပေါ်မူတည်ပြီးတော့တချို့နေရာကျ Bmap က update ကြာရှိရယ်တချို့နေရာကျ Google Satellite က update ကြာရှိတယ်ကိုအသုံးပြုမဲ့နေရာပေါ်မူတည်ပြီးတော့စိတ်ကြမြေပုံတွေရွေးလို့ရပါတယ်ခုဒီနေရာလေးကိုကျွန်တော်ဒီ Bmap နဲ့ကြည့်ထားတယ်Google Satellite Map နဲ့ကြည့်ကြည့်မယ် Google Satellite Map မြင်ရတဲ့ပုံစံနဲ့Bmap ကမြင်ရတဲ့ပုံစံနဲ့ပါကွာလေဒီပုံကလက်ရှိမြေပြင်နဲ့ဘယ်လောက်ထိကွာခြားမှုရှိလဲအဲ့ပေါ်မှာမူတည်ပြီးတော့ကြာ Satellite Map တွေကိုရွေးချယ်အသုံးပြုနိုင်ပါတယ်နောက်တစ်ခုကတော့ placement အဲ့တော့ placement တွေကို create လုပ်လို့ရပါတယ် create လုပ်တဲ့အချိန်မှာကိုမှတ်သားခြင်းတဲ့နေရာကို map center နဲ့တွားမယ်ပြီးရချိန်ကြလို့ရှိရင်ဒီ center point လေးကိုထည့်လိုက်မယ် create a placement waypoint G A D O F F I C E office ဘယ်နေရာမှာသိမ်းပါလဲ unsoft placement ထဲမှာသိမ်းပါလား airline quest placement ထဲကိုသိမ်းပါလားသိမ်းလို့ရပါတယ်အဲ့တော့ခုလက်ရှိကတော့ unsoft placement ထဲမှာသိမ်းပါမယ်အသုံးပြုမဲ့ placement တွေ waypoint တွေကျွန်တော်ရွေးလို့ရပါတယ်ပြီးရင် OK ပေးလိုက်ဒါဆိုရင်အခုနေရာလေးဒီ JD office ဆိုပြီး point တစ်ခုစောက်ပြီးသားဖြစ်ပါတယ် address store ဒီနေရာလေးကို point ထားမယ်ဆိုလို့ရှိရင် center မှတ်ထားမယ် point ကို select လုပ်လိုက်မယ် create placement အဲ့ဒီမှာ waypoint DRESS STORE address store ပြီးမယ်ပြီးလို့ရှိရင်ဘယ်နေရာမှာစိတ်ပါစိတ်မဲ့နေရာရွေးလိုက်မယ် placement တွေကိုတခြားပုံစံအနေနဲ့လည်းရွေးလို့ရပါတယ်ရွေးချယ်ပြီးတော့
okay ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါဒီ dual store နဲ့ JD office ဆိုပြီးတော့ဒီဒါနှစ်ခုကိုရမှာဖြစ်ပါတယ်ဒီဘက်ကတော့ real time policy GPS on ထားပါမယ်မိမိဖုန်းမှာရှိနေတဲ့ GPS ကို on ထားရမယ်okay ပေးလိုက်တာနဲ့ allow only while using this application GPS on ပြီးသားဖြစ်ပါတယ်တော့ GPS မိပြီဆိုတဲ့အချိန်ကျလို့ရှိရင်မိမိရဲ့ဒီနေရာကိုပြပေးမှာဖြစ်ပါတယ် track လုပ်မယ်ဆိုလို့ရှိရင်တော့ track recorder ကိုနှိပ်ရမှာဖြစ်ပါတယ် track လုပ်တဲ့အချိန်မှာလမ်းလျှောက်ပြီးသွားမှာလားကားနဲ့သွားမှာလားအဲ့ဒါတွေကိုရွေးချယ်လို့ရပါတယ် track မလုပ်တော့ဘူးဆိုလို့ရှိရင်တော့ track ကို off ထားမှာဖြစ်ပါတယ် GPS တွေအသုံးမပြုခြင်းလို့ဆိုလို့ off လုပ်ရပါတယ်မိမိမှတ်ခဲ့တဲ့ point တွေကပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ icon လေးကိုနှိပ်မယ် display payment ကိုသွားမယ် dual store ကိုသွားခြင်းနဲ့ dual store ကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင် dual store ရဲ့ဒီနေရာကိုရောက်လို့မှာဖြစ်ပါတယ်နောက်တစ်ခုတော့အကွာအဝေးတိုင်းတာဒီ dual store ကနေဟို JD office ဒီဘယ်လောက်အကွာအဝေးရှိလဲဟိုသိချင်တယ်ဆိုလို့ရှိရင်စတိုင်းမဲ့နေရာမှာစတာမှတ်ထားမယ် slap ပေးမယ် tools နော် tools တဲ့ကနေမှာ measurement ကိုရေးမယ်ဟော JD office ဒီဘယ်လောက်ဝေးလဲ112မှာ9မီတာဝေးရယ်မေးအားဖြင့်9900တမေးရှိတယ်ဒီဟာကိုကျွန်တော်စိတ်မယ်ဆိုလို့ရှိရင်လည်း measure ကိုစိတ်ထားလို့ရပါတယ်ဒီမှာတော့အခုလက်ရှိတော့ကျွန်တော်စိတ်မပြတော့ပါဘူးကျန်တဲ့ချက်လက်တွေကိုနောက်ပိုင်းမှာဆက်လက်ပြီးဆွေးနွေးသွားပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ